TNNA ကသတင်းစာရှင်းလင်းပွဲလုပ်ပြီးပါပြီ။အဲ့ဒီမှာဘာလဲဆိုတော့တရုတ်ရဲ့နယ်စပ်ထောက်ချောက်ရုံမှမှုတွေကိုဖော်ထုတ်လိုက်တယ်လို့ပြီးလို့ရှိရင် NUG အပါအဝင်တော်လှန်အင်အားစုတွေနဲ့လက်တွဲပြီးတော့အာဏာရှင်အမြင့်ပြတ်တဲ့အထိဆက်လက်သွားမယ်လို့လည်းကြေညာလိုက်ပါတယ်။နော်သတင်းလေးကိုကျွန်တော်အရင်ဖတ်ပြပါမယ်။အာဏာရှင်အမြင့်ပြတ်ရေးအတွက် TNNA ကအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်မဟာမိတ်များနဲ့ဆက်လက်တွဲမိဖြစ်ပြီးတိမ့်ပိုက်ထားတော့မြို့နယ်များပြန်ပေးရန်မရှိသေးကြောင်း TNNA တွဲဘက်အတွင်းရေးမှုနှစ်ဘုံမှုကြီးတာပန်းလာကယနေ့သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုTNNA အနေဖြင့်စစ်အာဏာရှင်အမြင့်ပြတ်ရေးကိုဆက်လက်ကင်ဆွဲထားဆဲဖြစ်ကြောင်းယခုအချိန်မှစစ်အာဏာရှင်အမြင့်ပြတ်ရေးမလုံဆောင်နိုင်ရင်နောက်မျိုးဆက်များအထိအပြစ်ရက်လိုက်ဆွေးနွေးလိုက်တိုက်ပွဲပြန်ဖြစ်လိုက်နှင့်တန်တရားလည်နေမည်ဖြစ်ကြောင်းဗိုလ်မှူးကြီးတာပန်းလာကရှင်းပြတယ်။ဘုံရန်သူစစ်အာဏာရှင်အမြင့်ပြတ်ရေးကိုကျွန်တော်တို့မဟာမိတ်တွေ NUG အပါအဝင်နဲ့ဆက်လက်တွဲတွားပါမယ်။ကျွန်တော်တို့မျိုးဆက်မှာဒါကိုမလုံနိုင်ရင်နောင်လာနောင်သားတွေအထိဒါကိုဆက်ခံပြီးဆက်ပြီးခံရမှာပါဟု၎င်းကဆိုသည်။လက်တော် TNNA ကတိမ့်ပိုက်ထားသောမြို့နယ်များကိုစစ်ကောင်စီထံသို့ပြန်ပေးရန်တရုတ်နိုင်ငံ၏ဖိအားများရှိနေတော့လေပြန်ပေးမည်မဟုတ်ကြောင်းပြည်သူလူထုအနေဖြင့်တက်ကြွကြွပူးပေါင်းပါဝင်ကြရန်ရေးကြီးကြောင်းသူကဆက်ပြောသည်လာရှိုးမြို့လိုမဖြစ်ရေးအတွက်ပြည်သူတွေကတက်ကြွကြွပါဝင်ပေးကြပါမြို့ကာကွယ်ရေးတပ်တွေမှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါဟုသူကဆိုသည်လက်ရှိတွင်မြင်းကလင်းအတွက်မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့အနေဖြင့်အပြစ်ခတ်ရက်စဲရေးကြီးညာထားသည့်အတွက်ထိုးစစ်ဆင်မည်မဟုတ်ပဲခုခံကာကွယ်စစ်ကိုတာဆောင်ရွက်မည်ဖြစ်ကြောင်း TNNA အနေဖြင့်မိမိတို့တိမ့်ပိုက်ထားသောမြို့နယ်များမှပြည်သူများ၏စာဝန်နေရေးနှင့်လုံခြုံရေးကိုအထူးအလေးထားကြောင်း၎င်းကထုတ်ဖော်ပြောဆိုသည်။ကဲဒါကတော့ TNNA ရဲ့သတင်းစာရှင်းလင်းပွဲအပြီးမှာဗိုလ်မှူးကြီးတာပန်းလာကပြောပြခဲ့တာဖြစ်ပါတယ်။အရန်လေးစားတယ်ကျွန်တော်ဖြစ်စေချင်တဲ့တိုင်းသားခေါင်းဆောင်တွေအဲ့ဒီအတိကိုလူတိုင်းချိစေချင်တာကျွန်တော်တို့ဒီနေ့ခေတ်မှာဟဲ့ဒီတော်လှန်ရေးကိုပြတ်အောင်မလုပ်နိုင်နောက်တစ်ချိန်ခင်ဗျားတို့လက်နက်မကင်နေတော့တခုရှိတယ်လက်နက်ကင်ပြီးစီးပွားရှာစားမယ်ဆိုရင်တော့တမျိုးပဲဒါကဒီတနင်္လာရီတိုင်းမှာရှိတဲ့တနင်္လာရီတိုင်းမြေပုံ6မှာရှိတဲ့ကစပြီးတော့ဟိုးကချင်ပြည်နယ်မှာရှိတဲ့လက်နက်ကင်ထားတဲ့လူမှန်များအဲ့ဒီအတိကိုအလွဲတည်ရမှာနော်ဒီဘက်ကရင်ခေါင်းဆောင်တွေအကုန်လုံးပဲခင်ဗျားတို့ဒီကာလမှာဒီတော်လှန်ရေးကိုပြတ်အောင်မလုပ်နိုင်ဘူးဆိုရင်နောက်တစ်ချိန်ခင်ဗျားတို့လက်နက်ကင်ကြအကြောင်းမရှိတော့ဘူးဘာဖြစ်လို့လဲတော်လှန်ရေးဆိုတာမရှိတော့ဘူးစီးပွားရှာစားမဲ့လက်နက်ကင်မရှိတော့တယ်အဲ့တော့ဒီကာလမှာပြတ်အောင်မဖြတ်နိုင်မဲ့နောင်ကာလထိလက်နက်ကင်မယ်ဆိုခင်ဗျားတို့ကစီးပွားရှာစားတဲ့လက်နက်ကင်အောက်တန်းစားဖြစ်ပဲကြံနေခင်မှာဒါပုံဝင်လေးလေးမယ်နော်အဲ့တော့ကျွန်တော်တို့ဟာဒီတိုင်းပြည်ရဲ့အခြေအနေကဒီကာလကနောက်ဆုံးလုပ်ခွင့်ရမယ့်ကာလပဲနော်ဘောမတွေကတော့မြေ20ပေါ့ဘာဖြစ်လို့လဲstandard army လို့ပြောပြီးတော့လာချိုးလေးပြန်ပေးပါဗျာနောက်ချိုးလေးပြန်ပေးပါဗျာဟုတ်လားအဲ့အောင်လုပ်တယ်တနက်တစ်ချက်မဖောက်ဝဲနဲ့ငါတို့ကလာချိုးပြန်သိမ်းရတယ်ရီရင်တော့မင်းတို့ဘယ်ကပြန်သိမ်းတာလဲဆိုတော့ MNDAA ရှိကတရုတ်ကတောင်းပေးရတယ်ဟာစောက်ရှက်တွေလည်းမရှိကြဘူးဟမ်ပြောတော့စတန်ဒတ်အာမီကြီးတဲ့တရောင်းစားအာမီဖြစ်နေတာအခုတော့ပြောတော့စတန်ဒတ်အာမီဟုတ်လားစတန်ဒတ်အာမီဆိုတိုက်ယူလေပြန်ပြီးတော့စစ်သားလေကွာမင်းတို့တိုက်လေမင်းတို့မတိုက်နိုင်တဲ့အစွမ်းအားမရှိတော့ပထွေးတရုတ်ကိုအားကိုပြောလောက်ပါဖေနော်ခင်ဗျားအတွက်ကုံတော်ရေးလမ်းကြောင်းပွင့်အောင်အခုလက်ရှိတရုတ်ကပွင့်ခြင်းနဲ့ကုံတော်ရေးလမ်းကြောင်းဆိုတာကမြန်မာပြည်အတွက်အရေးကြီးတယ်လားတရုတ်နိုင်ငံအတွက်အရေးကြီးတယ်လားအဲ့ဒါအဖြစ်ပဲလက်ရှိတရုတ်ဟာမြေရှားကစပြီးတော့အချိုအချောင်ရတဲ့အရာမှန်တယ်မြတ်တဘာဝတွင်းထွက်တယံဇာတအားလုံးလူသားအရေးမြစ်တိမြန်မာကြီးကနေအဲ့ဒီလမ်းကြောင်းနိုင်တယ်အဲ့ဒါတရုတ်ရဲ့ကုံတော်ရေးလမ်းကြောင်းဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီကုံတော်ရေးလမ်းကြောင်းပွင့်ဖို့အတွက်အခုတရုတ်ကခွေးကြံကြံပြီးတော့လူဘာဝတာနယ်စပ်တည်ငြိမ်အေဂျင့်ဆိုတဲ့ခေါင်းစဉ်ကိုလာမပြောနဲ့မင်းတို့တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုတွားလို့နေကြတာမဟုတ်မင်းတို့တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုတွားလို့တဲ့အဖွဲ့အစည်းမှာကြိုက်တယ်လို့လုပ်လိုက်ငါတို့တိုင်းပြည်ထဲမှာတည်ငြိမ်ရေးထက်ကိုအာဏာရှင်အမြင့်ပြတ်ရေးမှာတည်ငြိမ်မှာငါတို့တိုင်းပြည်တည်ငြိမ်ဖို့အတွက်အာဏာရှင်ကိုအမြင့်ရင်ဖြတ်နေတာအဲ့အာဏာရှင်အမြင့်ဖြတ်မှာငါတို့တိုင်းပြည်တည်ငြိမ်မှာအဲ့တော့ငါတို့တိုင်းပြည်ကိုတကယ်တည်ငြိမ်စေခြင်းနဲ့စေတနာရှိလို့ရှိရင်မင်းတို့တရုတ်တွေအနေနဲ့ငါတို့တိုင်းပြည်ရဲ့အာဏာရှင်အမြင့်ဖြတ်ရေးမှာပါဝင်ကူညီပေးအဲ့လိုမဟုတ်ဘဲနဲ့အာဏာရှင်ကိုလက်ကကာဖားပြီးတော့ဒီဘက်မှာအမြင့်ဖြတ်ရေးလာအောင်တော့မင်းတို့ဖိနာခံရကြပြီလို့ပြောလိုက်ရှင်းရှင်းလေးပဲနော်ဒါကြောင့်မို့လို့ကျွန်တော်တို့လက်ရှိတော်လှန်ရေးအခင်းအကျင်းဟာအခု TNNA ကခေါင်းဆောင်နေတာအဲ့ဒီစိတ်ရင်းအမှန်နဲ့တကယ်ရှိမယ်ဆိုရင်ကျွန်တော်တို့ပြည်သူအားလုံးမှာ TNNA တပ်ဖွဲ့ဝင်ခေါင်းဆောင်တွေအနောက်မှာအားလုံးရက်တည်ပေးရမယ်လူတောင်းဆိုသွားသလိုနော်တအောင်အမျိုးသားတွေအတွက်ပဲမဟုတ်တော့ဘူးဒါ TNNA ကနော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ရခိုင်တပ်တော် AA ဟာရခိုင်တွေအတွက်ပဲမဟုတ်ဘူးတိုင်းပြည်လုံးမှာရှိတဲ့တိုင်းသားပြည်သူအားလုံးအတွက်ဝိုင်းကူညီပြည်သူကလည်းဝင်းရံတယ်လို့AA တပ်ဖွဲ့ကလည်းတိုင်းသားပြည်သူအားလုံးအတွက်လုပ်နေတယ်ထိုနည်း၎င်းနဲ့အခု TNNA ကလည်းအဲ့ဒီပုံစံအတိုင်းလားတကယ်သူဟာမှန်ကန်တယ်ဆိုရင်ဒီအတိုင်းခေါင်းဆောင်တိုင်းကလက်ကင်ထားမယ်ဆိုရင်မြန်မာပြည်သူတရက်လုံးက TNNA ကိုဝင်းရံရမယ်ဒါရှင်းရှင်းလေးပဲအကယ်၍ TNNA ဟာတရုတ်က PR ကိုနာခံပြီးတော့
မြန်မာပြည်သူရဲ့ဆန္ဒကိုလှစ်လူရှူသွားရင် TNLA ဟာလည်းမြန်မာပြည်သူရဲ့ရန်သူဖြစ်သွားလိမ့်မယ်ဒါကအတက်ရောက်မှုရဲ့လှုပ်ဆောင်မှုရဲ့အချိုးတက်ရောက်မှုတွေပဲရှင်းရှင်းလေးပဲအခုချက်ချင်းစန့်ခိုင်ပွင့်ကျွေးပါတီအခုပေးတစ်ခုတွေ့လာတယ်ကျန်းဖို့ကပေးပြန်ထောင်းတယ်ဘာလို့ကမှန်းဆိုတော့နောက်ပြီးရင်တင်ပေးမယ်နော်ဘာလို့တို့အောက်တန်းစားမျိုးတွေလူတိုင်းဝိုင်းမှာမရှိတွေကောင်းတယ်ပေါက်ပန်း40လိန်ညာလှည့်ပြားပြီးပြည်သူဂျင်းထဲမဲ့ကောင်မျိုးတွေအဲ့တော့ဒါဥပမာတစ်ခုပြောပြရတာကကျန်းခိုင်ပွင့်ကျွေးပါတီအနေနဲ့လက်ရှိခေါင်းဆောင်ပိုင်းအားလုံးဟာမြို့နယ်အဆင့်အစားပြီးတော့ခရိုင်ဗဟိုအဆင့်ထိစစ်တပ်ကဘောင်းမိချွတ်ထားတဲ့ကောင်ကြီးပဲတာမန်ပြည်သူမပါဘူးဒါပေမဲ့အဲ့ဒီကျန်းခိုင်ပွင့်ကျွေးပါတီရဲ့လုပ်ရက်ဒီလက်ရှိအာဏာသိမ်းမှုလည်းသူတို့မြောက်ပေးခဲ့တာနော်တိုင်းပြည်ပြအောင်လည်းသူတို့လုပ်ပေးခဲ့တာအခုလက်ရှိရွေးကောက်ပွဲမှာတယောက်တည်းပြေးပြီးတော့ပန်းနိုင်ယူလို့နေတာသူတို့ပဲအဲ့တော့ဒါပေမဲ့ဒါကြောင့်မလို့ပြည်သူကသူတို့ကိုရန်သူဖြစ်တတ်မှတ်တာနော်အဲ့တော့ကျန်းခိုင်ပွင့်ကျွေးအနေနဲ့ပြည်သူရန်သူဖြစ်တတ်မှတ်တာကနေပြည်သူအချစ်တော်ဖြစ်ရှင်လက်ရှိအာဏာရှင်အမြင့်ပြတ်ရေးမှာမင်းအောင်လှိုင်တိုက်တဲ့နေရာမှာပြည်သူနဲ့အတူတူတရားရက်တည်လိုက်ရွေးကောက်ပွဲမဝင်ဘူးပြည်သူနဲ့ရက်တည်မယ်လို့တော့ကြေညာလိုက်ကျန်းဖို့ပါတီနောက်မှာပြည်သူတွေရက်တည်ပြီးဖြစ်လိုက်တယ်လက်ရှိနိုင်ငံရဲ့အခင်းအကျင်းဟာလေ NLD တခုတည်းသွားခြင်းနဲ့သွားနေတယ်ပြောတယ်မလားအဲ့ဒါလို့တွားနေတဲ့လူတွေမေးခြင်းနဲ့ NLD တခုတည်းဥဆောင်မနေလို့နောက်ထပ်ဥဆောင်မဲ့ပါတီရှိလို့လားအဲ့လိုဥဆောင်မဲ့ပါတီရှိလာနိုင်မဲ့လာမဲ့နိုင်ငံရေးအခင်းအကျင်းမှာဖြစ်လာမယ်ဆိုအခုနေကြက်ဖို့အနေနဲ့မင်းအောင်လှိုင်စစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံပါဘူးပြည်သူနဲ့တူတရားတဲ့ရက်တည်မယ်လို့ကြေညာလိုက်အဲ့ဒီတော်လှန်ရေးအလွန်ကာလမှာကျွန်တော်တို့တိုင်းပြည်ဟာပြည်သူနှစ်ခုရွေးချက်စရာဖြစ်တဲ့တိုင်းပြည်ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ကြက်ဖို့ပါတီကောင်းဆောင်တွေလှုပ်ရဲလားမလှုပ်ရဲပါဘူးဒီကောင်လေးထိုင်ကောင်ရရင်ပြီးတော့ပြည်သူဆိုတာကောင်းတဲ့ကြီးတဲ့ကောင်တွေမဟုတ်ဘူးနယ်လက်ပါရိုက်တာလို့ခွေးစကားပြောတယ်ခွေးမှသားတွေဟမ်စဉ်းစားကြည့်တကယ်ဒါသူတို့ဒီအခုအမေရိကန်မှာ Republican နဲ့ Democrat ပြည်သူတွေကရွေးချယ်လို့ရတယ်ဒီနှစ်မှာ Republican ရွေးတယ် Republican တက်လာတယ်ပေါက်ကရက်လောက်တယ်မကြိုက်ဘူး Democrat ရွေးလိုက်တယ်ရွေးပိုင်ခွင့်ရှိတယ်မြန်မာပြည်မှာ NLD ကိုရွေးတယ် NLD မကြိုက်ဘူးဘလို့ရွေးမယ်အခြားတိုင်းနဲ့ပါတီအသေးတွေကဒီစစ်တပ်ကြောထောက်နောက်ကပြူထားတဲ့ကြမ်းဖို့ကိုတွားပြီးတော့တိုက်လို့မရဘူးဝင်စော်လိုက်မှာပေါ့ဟုတ်တယ်မလားအဲ့တော့ဒီစစ်တပ်ကြောထောက်နောက်ကပြူထားတဲ့ဒီကြမ်းဖို့ပါတီကိုတိုက်နိုင်တာဒီ NLD တခုပဲရှိနေလို့လေအကယ်၍ရွေးချယ်စရာတစ်ခုရှိကြည့်ပါလားကျွန်တော်လည်း NLD ကိုရွေးချယ်မှရွေးမယ်ရှင်းရှင်းလေးပဲကျွန်တော်လူမျိုးပဲ NLD ကိုမရွေးပဲမကြိုက်ပဲနဲ့ရွေးတဲ့လူရှိမှာပဲဒေါအောင်ဆန်းစုကြည်ကိုကြိုက်အောင်နဲ့ NLD ကိုကြိုက်လို့မရဘူးကျွန်တော်တို့ဒီသဘောတရားတွေပဲဒါပေမဲ့အဓိကဘာလဲတက်ရောက်မှုပဲပြည်သူစံနှအတိုင်းရက်တည်တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းမှန်သမျှပြည်သူလက်ခံလိုက်တယ်ပြည်သူဝင်းရလိုက်တယ်ဒါတိုင်းနဲ့လက်နက်ကန်နေတဲ့ဒါကိုသဘောပေါက်ပြီးအထူးသဖြင့်ကျွန်တော်မြောက်ပိုင်းအဖွဲ့တွေအထဲမှာအခု TNLA ကဒီသဘောထားအမှန်အကန်တိုင်းဆက်လက်ရက်တည်သွားနိုင်မယ်ဆိုရင် TNLA ကတော်လှန်ရေးပြီးတဲ့အထိတန်ဖိုးပြတ်မနိုင်တဲ့ပြည်သူဝင်းရထောက်ခံမှုရလိမ့်မယ်ရခိုင်တပ်တော်အေးရထားပြီဒီတောင်ပိုင်းမှာ KNU ဘာလုပ်မှာလဲအခုလိုအပွဲအပြဲကရင်လက်နက်ကန်တွေကြားထဲမှာမစူးစီးနိုင်ဘူးတော့ဘရိုတွေရဲ့နိုင်ငံရေးဆိုတဲ့စကားလုံးအောက်မှာပြားနေမယ်တော့ကျွန်တော်ပြောလိုက်မယ်တချို့တွေဒီဘက်ကဘရိုတွေဆိုရင်နိုင်ငံရေးနီလန်းနဲ့ဖြစ်ချင်းသားလို့ခင်ဗျားတို့ဘာလုပ်နေကြတာလဲကိုလုပ်တဲ့လို့ကိုမေ့နေကြတာတော်လှန်ရေးလုပ်နေတာလေနိုင်ငံရေးလုပ်နေတာမဟုတ်ဘူးနိုင်ငံရေးလုပ်ရင်ခဏဘေးထိုင်းနေတော်လှန်ရေးလုပ်ပြီးမှနိုင်ငံရေးလုပ်ကြတော်လှန်ရေးကာလမှာနိုင်ငံရေးဝင်ရှုပ်နိုင်အဲ့တော်လှန်ရေးပေတာအတူတူပဲတော်လှန်ရေးကိုတင်းကွက်တာဒီနိုင်ငံရေးပဲနော်နိုင်ငံရေးသမားတွေတော်လှန်ရေးကိုတင်းကွက်တာအဲ့တော့တော်လှန်ရေးကိုပြတ်အောင်လုပ်ရတယ်တော်လှန်ရေးစိတ်ဓာတ်နဲ့လုပ်ရတယ်တော်လှန်ရေးအောင်မြင်ပြီးတယ်ခင်ဗျားတို့နိုင်ငံရေးသမားတွေဝင်လုပ်နော်ချို့တွေပြောရသေးတယ်စစ်ပွဲတွေဟာတဲ့ဇပွဲပေါ်မှာအဆုံးသတ်တာတယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒီဘက်မှာရက်ထားတဲ့မင်းတို့ဇပွဲပေါ်မှာအဆုံးတတ်ဖို့အတွက်မင်းဘလောက်လုံနိုင်ခဲ့တယ်မင်းဘာကောင်လဲငါဘာကောင်လဲဆိုတဲ့ဟာရှိတယ်အဲ့တော့မင်းဘာကောင်လဲငါဘာကောင်လဲဖြစ်ဖို့အရင်တော်လှန်ရေးလုပ်ရတယ်တော်လှန်ရေးပြီးမှအဲ့ဒီစစ်ပွဲမှာဘယ်ကောင်ကနိုင်တယ်ဘယ်ကောင်ကရှုံးတယ်မင်းရတဲ့ခိုင်ကုန်မူဒီမှာနော်လာအခုနေသွားပြီးမင်းအောင်လည်းသွားလို့မူဒူးစေးပွဲတွားဖတ်တာပဲဖတ်တယ်ပဲဟောဖီချမ်းလုပ်လိုက်မယ်ဒါပဲရမယ်အဲ့ဒါရှင်းရှင်းလေးပဲဘာမှဖြစ်မလားကရင်ပြည်သူလူထုတဲ့မူဒူးစေးပွဲဘာလို့ပေးနိုင်လဲပြောဟုတ်တယ်မလားဘာလို့လို့မရဘူးကရင်လူငယ်တွေအများကြီးပဲနေရာပေးလိုက်ဥဆောင်ခိုင်းလိုက်ထပ်မြက်တဲ့ကရင်လူငယ်တွေနိုင်ငံခြားရောက်နေတဲ့ပညာတတ်တဲ့ကရင်လူငယ်ခေါ်စမ်းပါကရင်ပြည်သူလူထုတွေအလုပ်ကျွေးပြုနိုင်တဲ့တကယ့်လူငယ်တွေခေါ်လိုက်စမ်းပါနေရာတွေပေးလိုက်စမ်းပါတုံချင်းဖိုးကြီးတွေဖယ်ပေးဘာလို့မို့လဲခက်ကုန်သွားပြီနော်ဖုံးတော့မှဘာမှနှိမ့်မတတ်တဲ့အရွယ်တွေဘာလို့ပတ်လို့မဒီနေ့ခေတ်မှာဒါကကျွန်တော်နှိမ်ရွေးတာမဟုတ်ဘူးကျွန်တော်တို့လည်းအဖိုးဖွားရွယ်ရောက်လာလို့ရှိရင်နောင်လာနောင်သားတွေနဲ့ပြတ်ရှင်ကျွန်တော်တို့အိတ်ဘွားရောက်မှာပဲဒါကိုကိုယ်ကလက်မခံလို့မရဘူးဟာငါလူကြီးငါတိငါနဲ့မသေလိုက်ဘောအဲ့ဒါဆိုရှင်းလေးပဲဟုတ်တယ်မလားကိုခက်နဲ့ကိုနဲ့မကိုက်တော့ရင်ကိုထက်ငယ်တဲ့လူတွေနေဟာပေးရမယ်အခုကရင်တီသူလူထုတွေအရန်ကျွန်တော်ဆိုပို့ဆိုးတယ်တွားနေနေဆက်တွေကဒီရွာတွေမှာလေပညာမတင်ရတဲ့ကရင်ကလေးငယ်လေးကျွန်တော်အရန်ဝမ်းနဲ့ဘာဖြစ်လို့ဒီအရွယ်တွေကကျွန်တော်တို့တွေစာတတ်ကမှအရွယ်ဒါပေမဲ့မလုပ်ပေးနိုင်ဘူးနော်ကရင်လူငယ်တွေထိုင်းမှာကြည့်
တော်ပွဲရှုံးမဲ့ဆိုတပုံကြီးပဲဒီလူငယ်တွေအားနဲ့ကျွန်တော်တို့ကရင်လူထုအကျိုးအတွက်ကိုပြန်တည်ဆောက်ရင်ခဏလေးတည်ဆောက်လို့ရတယ်ဒါပေမဲ့ခုနကပြောသလိုနေရာမဖယ်ပေးတဲ့လူကြီးတွေနော်နိုင်ငံရေးဝင်ရှုပ်နေတဲ့လူတွေဒီလူတွေကြားထဲမှာတော်လှန်ရေးကတင်းကုတ်ကန်တည်ကြတယ်နော်အရှိမခေါင်းဆောင်ခဲ့တဲ့နော်ဖိုးစောပါဦးတို့အဖို့ပုံများတို့ရင်နာစရာကြီးတွေတို့တွေပိတ်ဆက်မှုတွေသူတို့ဖြစ်ချင်းတဲ့ပန်းနိုင်ကိုကျွန်တော်တို့နောက်မျိုးဆက်တွေမလုပ်ပေးနိုင်ဘူးလားနော်ဗမာတွေထဲမှာလည်းဗိုလ်ချုပ်အောင်ဆန်းဖြစ်ချင်းတဲ့နော်ပန်းနိုင်ကိုကျွန်တော်တို့တွေမလုပ်ပေးနိုင်ဘူးလားလုပ်နိုင်ရမယ်ဒါဟာအားလုံးကကျွန်တော်တို့ကစီးလုံးမှုနဲ့တွားမှရမယ်ကိုချိုးချတဲ့ကောင်ကိုချိုးချတဲ့ကောင်ကိုဖယ်ထုတ်မှရမယ်နော်ခုနကပြောသလိုနိုင်ငံရေးလာပြီးတော့ကစားနေတဲ့ကောင်တို့တက်တက်တရဖယ်ထုတ်ရမယ်ဒီကာလကကျွန်တော်နိုင်ငံရေးကာလမဟုတ်ဘူးဒါကြောင့်မလို့လက်ရှိတရုတ်ကဖိအားကိုမခံနိုင်ကြဘူးမလားမကြိုက်ကြဘူးမလားဒေါ်လာထွက်ကြတယ်မလားအဲ့ဒါဆိုရင်ကျွန်တော်တို့စီးလုံးညီညွတ်အောင်ဝိုင်းလုပ်ပေးကြတယ်တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေနေတဲ့ COC ဖြစ်အောင်လုပ်ပေးကြတယ် COC အစ်စ်မဖြစ်နိုင်တော့မှမဟာမိတ်ကြက်လက်အောင်လုပ်ပေးကြတယ်နော်အခု TNN ရဲ့နောက်မှာ TNN တစ်ဖွဲ့လေးရင်ဆိုင်နေတာမဟုတ်ဘဲနဲ့အခြားတိုင်းသားလက်နက်ကင်အဖွဲ့တွေကစာရီထုတ်ကြမယ်တရုတ်က PR TNN ရင်ဆိုင်တော့ငါတို့ကလက်မခံဘူး TNN စကားလည်းရှိတယ်ဒါမျိုးတွေဖြစ်လာမယ်ဆိုတရုတ်အနေနဲ့ရှစ်တိုးရဲမလားဒါတွေကအများကြီးတက်ရောက်မှုရှိတယ်နော်ဖြစ်လာမှတကောင်ဆွဲစားသွားမှထိုင်ပြီးတော့အောနေလို့မရဘူးပစိုးချုံနဲ့လက်တီးပုံထနေလို့မရဘူးကျွန်တော်တို့အဓိကမဟာမိတ်ဘိုင်းကိုကျွန်တော်တို့ဝိုင်းတီဆောင်မရမယ်အခုဟာကပါတယ်အချင်းချင်းစော်ပလိုက်မယ်ကရင်ချင်းဆိုရန်ဖြစ်တာပဲနော်တောက်တိုင်ကရင်ချင်းစကိုင်းသိနေတယ်ဟာဘာဒီမှလည်းမလို့ချုပ်ချက်ခတ်ဖြစ်เสียကြီးဟမ်ကိုချင်းချင်းကဒီကလာဘာလုပ်เสียအကြောင်းရှိတယ်နှစ်ဖွဲ့ပဲရှိရမယ်မင်းအာနာရှင်ဘက်ကနေမလားဒီဘက်ချမ်းနေမလားဒါပဲညီကိုအရင်မောင်နှမအရင်ဖြစ်နေပါစေအာနာရှင်ဘက်ကနေတော့မင်းသွားတို့လာမပြောနဲ့မိချန်တို့ပဲအေးဒဇိန်ဖြစ်နေပါစေကိုနဲ့တစ်ဖွဲ့တည်းရတယ်လာမင်းတက်ငါကဲမယ်ငါတက်မင်းကဲမင်းတက်ငါဆောက်ရှောက်ဝင်မယ်ငါတက်ငါဆောက်ရှောက်ဝင်မယ်အဲ့ဒီစိတ်ဓာတ်မျိုးကျွန်တော်တို့ဒီကာလမှာမွေးရမယ်ချင်း TNN ခေါင်းဆောင်အခုပြောရတယ်လို့ပဲကျွန်တော်တို့ကဒီကာလမှာတော်နိုင်ရေးကိုပြတ်အောင်လုပ်ရင်လုပ်မလုပ်ရင်နောက်ကာလမှာမျှော်မှန်းနေတော့မြန်မာပြည်ဟာတော်နိုင်ရေးဒီကာလမှာမနိုင်ရင်တရုတ်ကလာပြီးတော့တခင်လုပ်ပြီးတော့အဲ့မြန်မာနိုင်ငံသားတွေရဲ့အဲ့မြန်မာပြည်ထဲမှာပဲဂျုံပြန်လုပ်ကြလိမ့်မယ်ကျွန်တော်ပြောတာမယုံရင်စောက်ကြည့်လိုက်အေးတော်နိုင်ရေးနိုင်သွားမယ်ဆိုရင်လည်းအကုန်လုံးမျိုးပြုတ်ပဲအဲ့ဒီမကောင်းတဲ့အရာမှန်တယ်အကုန်လုံးစေးကြောပြီးတော့ဖြစ်လိမ့်မယ်